ကျွန်တော်တချင်းအေးလေးတစ်ပုတ်လို့ဆိုခြင်းသူရမှာမဟုတ်သေးလားစာသားတော့ပြပေးလိုက်ကျွန်တော်လည်းမရဘူးဟောဒုက္ခအလားသစ္စာတရားလို့အမည်ရပါတယ်နားဆင်လို့ပါမမြင်ရဘူးမျက်လုံးကတော့ကိုရဟိုမျက်လုံးတော့ဝင်သွားပြီစကားရအားပေးလက်ကုပ်တန်လေးအားပေးလက်ကုပ်တန်လေးโอเคနောက်မှာဆိုရင်အများကြီးလာဦးမယ်မြမတန်ဆိုဖို့မရှိဘူးပြက်လာနောက်မှာစက်တီလူသမားတွေအဲ့လိုမပြောနဲ့လေရှိတယ်လေဟုတ်ပါအေးယစီမိတ်တော်တော်ညာသူရဲ့ခြင်းနေတာမလုံးနာလို့နာဆွေညာစကားတွေပြောနေလိုက်တာဘယ်ဘုသွားသူအနာရှိတယ်ဒီမှာဘာကြောင့်များတဲ့ဒီလာချင်ညာစန္ဒီယာလက်တော့စန္ဒီယာမောင်ကြီးလူလာရဲ့ကလေးဝေးနေလို့ရစင်သာသာဒီကွေယူတာသူအားစကားတွေပြောနေတယ်ပါဒီလိုပေါ်ပါချတာတို့တွေပိုင်အာမြစ်ရတော့လာရဲ့သစ္စာပါချူလာရာရှုပ်လက်ခဏကိုဘုမာရာလာတရားကိုအနုပညာပါကိုရဲ့ခံစားမှုများဟုတ်ဒီကိုများတာလူတွေပေါ်ပွားကြောက်တာတို့စေခိုင်မာမြစ်ပြတော်လုံးလာသစ္စာပါစကားတွေပြောနေလိုက်တာကိုယ်ပဲဘုရားကိုအနာရှိနေသည်မာဘာကြောင့်များလဲဒီလာအချစ်ရာအလူလာရကလေးနေရချင်သာစွာဝိဝိသာသူအားအတွေ့တွေဝိနေစေပါဒီလိုမြင်ကြတာရနေသည်မာကမချာတဲ့လုံးကနေကူပါဘယ်တဲ့နဲ့တူချစ်နေမှာသူစင်တော်မြတ်တာမန်ကန်တော်သစ္စာကျောင်းစီရောလာပါပါမြေတိုင်းမှာမြေတိုင်းမှာရောက်ပြတဲ့ပြေပါသစ္စာတရားဝိရှာဘယ်မှာတွေ့နိုင်မှာအယူဆများစွာအချို့ကတော့နှလုံးသားရဲ့မှာရှာအချို့ကတော့ရုပ်လက်ခဏကိုဘုမာ
တို့အလူပညာပါတို့ရဲ့ခံစားမှုများဘုရားဒီမများသာအမရေပေါ်ပွားကြောင့်သာတို့စေအိုင်မာမြတ်သောအနာရဲ့သစ္စာပါအလုံးမဲ့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါ